င်္ဂလာပါဒီနေ့မှာတော့ညီမကနောက်ထပ်တာဝါအစ်စ်ကိုထပ်ပြီးတော့ခုန်ရမှာပဲဖြစ်ပါတယ်ဒါတော့အရင်လိုပဲညီမရဲ့မောင်လေးနဲ့ပေါ့နော်အတူတူခုန်ရမှာပဲဖြစ်ပါတယ်ပြောလိုက်ညီက ID ရတယ်ငါမရသေးခုမှပြီးတယ်လားဆိုအားလုံးပဲကြည့်ရှုပေးကြပါမိနစ်စက္ကန့်အားလုံးလည်းကြည့်ပေးကြပါရှင်ဆဲမီလေတောင်းမှန်ပါတယ်ဆဲလေးနည်းနည်းပါသွားနိုင်ပါတယ်အဲ့တော့ခဏလေးနော်အဲ့ဒီထည့်လိုက်ပါအောင်မယ်အဲ့နော်အဲ့ဒီဗီဒီယိုလို့ဒီကောင်လေးဘာလို့မြင်းနေရလဲငါနွားရို့တော့ထူတယ်ခဏလေးစတက်ပါဒီမှာနှစ်ခွန်တယ်မယိုးအရင်အမြဲမယိုးတယ်ပေါ့နော်လုံးဝမယိုးတဲ့တာဝါကိုရွေးပြီးတော့ခုန်ပြပြီးတော့မယ်အရန်ကိုခုန်လို့ကောင်းတဲ့တာဝါတွေကိုလည်းခုန်ပြပေးပါမယ်ညီမကတာဝါရဲ့ခုန်ပြပါရှင်ဟိုဟာပေါ့နော်အိမ်နေတော့မသွားပြပါဘူးရှင်ညီမတာဝါရဲ့ခုန်ပြပါနော်အဲ့တော့တချို့ကြတယ်အိမ် ID လေးလိုချင်ကြပါရဲ့ညီမစီရတယ်ပေါ့နော်လိုချင်ကြရပေါ့ညီမတော့ဟိုပေါ့နော်ညီမကိုယ်တိုင်ကတော့ညီမအိမ်ရောက်ညီမကိုယ်တိုင်ရောမလိုချင်တာဆိုတော့တောင်းမှန်ပါတယ်ပေါ့နော်လိုချင်တဲ့လူတွေတော့ပေါ့နော်ငါခုံးနေပြီငါလည်းခုံနေပြီဒီမှာဘာလေးလဲမသိပါလေးလဲမသိတာတီးပြီးတော့ဗျာမြန်လာထားလားစကွာအင်းသိမ်းစတော့ဒီနေရာမှာနည်းလေးပဲသွားနေရလူကြီးရှိလားအဲ့ဆိုရင်တော့ညီမကို idol ခေါ်တဲ့နေညီမကတော့ပြေးနေတော့စရပါနော်မခေါ်ခြင်းလည်းခေါ်ပါနဲ့ခေါ်ခြင်းတဲ့လူကရင်းနေခေါ်တာပြီခေါ်ရင်တော့ဘူးကောင်းတာပေါ့ခေါ်ရင်တော့ဘူးကောင်းတာရရွှေတက်တာအဲ့မှာရွှေတက်တာလေနင်းကအပေါ်ထိရောက်သွားပြီလားမြောင်လေရငါတော့ကြောနိုင်မတိငါလုံးခွင့်မသွားဘယ်ရွှေတက်တာမှလဲအဲ့အင်ဂျီဘီယိုကြီးဒီကမကြောက်တာမကြောက်နော်ဝိဝိတာဝါခုမှနှစ်ခါတစ်ခါပဲခုံးဒီလိုတာဝါနဲ့တိတ်မတူဘူးတိတ်မတူတော့လေတဲ့တော့မှန်သွားပြီငါမဘိုးလာလို့ချီလို့ရွေးခိုင်းနေတွေ့လားအဲ့ဒါပြုတ်ကြရဟာရောင်ကြီးသူ့မှာဖုံးကြည့်တော့လိုက်စို့မင်းညီမကအိမ်ကိုဧည့်သည်ရောက်နေပါတယ်မပေါ့နော်အကောင့်နဲ့TikTokအကောင့်နာမည်လေးကတော့ကြည်စင်တော်ပဲဖြစ်ပါတယ်အာယူအကောင့်နာမည်လေးဒီကြည်စင်တော်ပေါ့နော်အမအကောင့်နာမည်အခုဧည့်သည်ရောက်နည်းလေးပြောပြအလေးတော့ပေါ်ရောက်ကုန်နားထောင်ခြင်းလည်းနားထောင်ပါနဲ့ကိုလို့ရပါတယ်ညီမတက်တော့ပဲတင်သေးပါရှင်YouTube မတင်သေးပါဘူးเนาะ YouTube တင်နိုင်အောင်လို့လည်းညီမစူးစမ်းပေးသွားပါမယ်YouTube တင်လဲအားလုံးကအားပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့အားပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်အကုန်လုံးဟိုလေညီမကြည်နိုင်လို့တင်ပေးပါမယ်မကြည့်ချင်လည်းမကြည့်နဲ့ပေါ့စားတာဝါဆောက်တဲ့လူတွေတော်တော်ခတ်ပါပဲနော်ကြီးလာကြီးပြီးတော့နော်ရေအပေါ်အကောတော့ငါတော့ဟာရောင်ကြီးဒီလိုတက်လေးတွေကငါကလည်းနည်းကျွမ်းနေတအားကြီးလည်းမကျွမ်းဒီမိုးနီယာကြခတ်နေခတ်တယ်ဒီလိုတက်လေးကြခတ်တယ်ခတ်ပါ
မြင့်တက်တော့ခတ်ဘူးလား ဟုတ်ပါ ငါတော့ဒီမှာပြီးတော့မှဒီမှာရောက် ပြီး ဒီတောင်ကခုံလို့ကောင်းတယ်နော်ဟာရောက်ရေအိမ်လေးတော်တော်လာကြည့်ဒီမှာအိမ်လေးကိုကြည့်ဒီမှာတောင်ဝါနဲ့အိမ်နဲ့ရောဆောက်ပေးတာတော်တော်လာရဒီမှာကြည့်အော်ဒီကနေတက်တာမသိပါဘူးငါတဲပုံအိမ်နဲ့ကိုတက်သွားတာဒီမှာအတဲပုံအိမ်ကိုတစ်ချက်ရှို့တော်တော်လာတယ် တဲဝင်နေစက်ဟာ တာဝါခုံပြီနော်အိမ်အစ်စ်လေးလက်ဆောင်ရပါတယ်အဲ့လေးကြော်ညာပေးချင်တာပေါ့နော် ကြောင်ငါပြီးသွားပြီ ပြီးသွားငါလည်းပြီးသွားလို့အိမ်ထဲတော့တပါလေးလေဟုတ်တယ်တောင်းမိုင်းကိုဒါတော့ပီယန်နိုလေးဖြစ်ပါရဲ့နောက်ထပ်အပေါ်တက်ကိုတက်ပြပြပါမယ်အပေါ်တက်မှာတော့ဒီမှာနီးပူကြောင်လေးလည်းရှိပါတယ်ဒီမှာပေါ့နော်ဒါမိုက်ခရိုဝေ့လည်းရှိတယ်ဒီမှာထိုင်ကုန်လေးနေပေါ့နော်တခြားလေးတိုင်းစားကြစောက်ထားပေးပါတယ်တာဝါကြီးစောက်တဲ့လူလေးပေါ့နော်ညီမတို့ညီမလေးတက်တော်ရရှာတာဆိုနေနဲ့တက်တော်ရရှာတာနဲ့တိတ်ပြီးတော့ရှာခြင်းအဲကြောင့်မလို့လေတာဝါ ID လေးတိလို့ရှိရင်လေဟောပေါ့နော်တာဝါ ID လေးတိလို့ရှိရင်လေ comment မှာမှတ်ပေးခဲ့ကြပါရှင်ညီမတာဝါတွေပေါ့နော်လိုချင်လို့ပါ ငါဆိုင်ရ တ ဒီ တာ